social media တွေအသုံးများလာတာနဲ့အမျှစကားလုံးအသစ်စမ်းလေးတွေလည်းပို့ပြီးတော့တိုးပွားလာပါတယ်။အဲ့တော့အဲ့လိုမျိုးစကားလုံးအစမ်းလေးတွေကမှလူငယ်တွေကြားမှာအထူးသဖြင့်ရေးပန်းစားတဲ့ toxic ဖြစ်တယ်။ဒီ toxic ဖြစ်တယ်ဆိုတာဘာကိုဆိုလို့ချင်တာလဲ။အဲ့တော့ဒီကနေ့သင်ခန်းစာမှာဒီစကားလုံးလေးရဲ့အတိတ်ပဲကိုအသေးစိတ်လေ့လာသွားပါမယ်။ toxic ဆိုတဲ့စကားလုံးရဲ့မူရင်းအတိတ်ပဲကအဆိပ်ဖြစ်ပါတယ် poison အဆိပ် something that harms your body ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေတဲ့အရာအဆိပ်ကို toxic လို့ခေါ်ပါတယ်။ခုနကပြောခဲ့တာက toxic ရဲ့မူရင်း original အတိတ်ပဲဖြစ်တယ်။ဒါပေမဲ့အခုပြောမှာကကြတော့ relationship တွေ friendship နောက်ပြီးတော့ emotion တကယ်ချင်းတွေကြားအတွဲတွေကြားနောက်ပြီးတော့စိတ်ခံစားချက်နဲ့ပတ်သက်တဲ့အဲ့လိုရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင် toxic ကဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာလေးကိုပြောပြပေးမယ်။ something harmful အန္တရာယ်ဖြစ်စေတဲ့အရာ unhealthy မကျန်းမာစေတဲ့အရာ or hurts you မင်းကိုနာကျင်စေတဲ့အရာ mentally emotionally or physically အဲ့ဒီတော့ကိုယ့်ကို mentally စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် emotionally စိတ်ခံစားမှုပိုင်းပဲဖြစ်ဖြစ် physically ကိုယ်ကာယပိုင်းပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုယ့်ကိုထိခိုက်နာကျင်အောင်စိတ်ထိခိုက်အောင်လုပ်တဲ့အရာတွေမှတမျှကို toxic လို့သတ်မှတ်လို့ရပါတယ်။နောက်ထပ်ရှိသေးတယ် something that destroys your peace ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုဖျက်ဆီးတဲ့အရာမှန်သမျှကိုလည်း toxic လို့သတ်မှတ်လို့ရသလို also where one person controls တယောက်ကကိုယ် control ထိန်းချုပ်နေတဲ့ manipulate ကလည်းအကျဉ်းများဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့ထိန်းချုပ်တယ်ပေါ့နော်။ဒါပေမဲ့ manipulation မှာအဓိပ္ပာယ်တွေအများကြီးရှိတယ်ကျေပြန့်တယ်အဲ့တော့နောက်ကျမှဗီဒီယိုတစ်ခုနဲ့သင်ပေးပါမယ်။လောလောဆယ်တော့ကိုယ့်ကိုရုပ်သေးရုပ်တစ်ခုလိုမျိုးထိန်းချုပ်နေတဲ့လို့ပဲမှတ်ထားလိုက်ပါ or drains the other တခြားလူကိုဆွဲချတာပေါ့နော်အဲ့လိုမျိုးလူများကိုထိန်းချုပ်ခြင်းတဲ့လူတွေဆွဲချခြင်းတဲ့လူမျိုးတွေရှိတယ်အဲ့တော့အဲ့လိုလူမျိုးတွေကိုလည်း toxic ဖြစ်တယ်လို့သတ်မှတ်လို့ရပါတယ်။ When a person, relationship, behavior or environment makes you feel stressed, unhappy or unsafe ဒီတော့ကိုယ့်ကိုတယောက်ယောက်ကပဲဖြစ်ဖြစ် relationship ဆက်ဆံရေးတစ်ခုကပဲဖြစ်ဖြစ် behavior အပြုအမူပဲဖြစ်ဖြစ် environment ပတ်ဝန်းကျင်တစ်ခုကိုယ့်ကို makes you feel stressed ကိုယ့်ကိုစိတ်ဖိအားများစေတဲ့ unhappy မပျော်ရွှင်စေတဲ့ unsafe လုံခြုံမှုမရှိဘူးလို့ခံစားရစေတဲ့နေရာတွေအပြုအမူတွေဆက်ဆံရေးတွေလူပုဂ္ဂိုလ်တွေမှန်သမျှကိုလည်း toxic ဖြစ်တယ်လို့သတ်မှတ်လို့ရပါတယ်။ထပ်ပြီးတော့မြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ toxic ဖြစ်တယ်ဆိုတာမျိုးက one fight မဟုတ်ပါဘူး။ one fight ဆိုတာမျိုးကတယောက်နဲ့တယောက်ကစိတ်သဘောစိတ်နေစိတ်ထားတွေမတူကြတဲ့အတွက်ကြောင့်မလို့ရန်ဖန်ရန်ခါမှာစကားများတာတွေရှင်းဖြစ်တာတွေရှိနိုင်တယ်။ဒါပေမဲ့အဲ့လိုမျိုးတစ်ခါလောက်လေးစကားများရန်ဖြစ်တိုင်းက toxic ဖြစ်တယ်လို့သတ်မှတ်လို့မရပါဘူး။ဘယ်လိုမျိုးကိုမှလဲဆိုလို့ရှိရင် continuous damage gain နေတယ်မှာလို့ပဲနော် damage တွေဇက်တိုက်ပေးနေတယ်ဆိုတာမျိုးဇက်တိုက်ထိခိုက်နာကြအောင်လုပ်နေတဲ့အရာမျိုးကိုမှ toxic ဖြစ်တယ်လို့ခေါ်ပါတယ်။ဒါဆိုရင်ခုနကပြောခဲ့သလိုမျိုးပဲဘယ်လိုလူမျိုးတွေကိုမှ toxic ဖြစ်တယ်လို့သတ်မှတ်ကြမလဲ။ဘယ်လိုအနေအထားမျိုးကိုမှအစိတ်တောက်ဖြစ်စေနိုင်တဲ့ toxic ဖြစ်စေတဲ့အရာတွေလို့သတ်မှတ်ကြမလဲဆိုလို့ရှိရင် a friend who always makes you doubt yourself ဆိုတာကကိုယ့်ကိုယ်တန်တရားဝင်စေတာမျိုးပါငါကောင်းကောင်းလုပ်နေရလားငါလုပ်တာတွေမှန်နေရလားငါမှားများသွားပြီလားငါထင်ထားသလောက်များမတော်တာများလားဒါမျိုးပေါ့နော်စသဖြင့်ပေါ့နော်ကိုယ့်ကိုယ်မယုံကြည်တော့ဘဲနဲ့အမြဲတမ်းတန်တရားတွေဝင်စေလောက်အောင်ထိဒီကနေပြောနေနိုင်တဲ့လုပ်နိုင်တဲ့တငယ်ချင်းမိတ်ဆွေပေါင်းတင်မျိုးရှိနေလို့ရှိရင်လည်းအဲ့လိုလူမျိုးကို toxic လို့သတ်မှတ်ပါတယ်နောက်ပြီးတော့ a partner ဆိုတာကကိုယ့်ရဲ့လက်တွဲပေါ်လည်းဖြစ်နိုင်တယ်လို့ကိုယ်နဲ့အတူတူအလုပ်တွဲလုပ်နေတဲ့လုပ်ပေါ်ကိုင်ဘက်တွေကိုလည်းဆိုလိုလို့ရပါတယ်အဲ့တော့ partner who is jealous or controlling ကိုယ့်ကိုမြင်နေမနာလို့ဖြစ်နေပြီးတော့ကိုယ့်ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့သူတွေကိုလည်း toxic လို့သတ်မှတ်ပါတယ်နောက်ပြီးတော့တချို့လူတွေရှိရဲကိုယ့်ကိုအမြဲတမ်းစိတ်ထိခိုက်အောင်လုပ်တယ်ပြီးဘယ်တော့မှမတောင်းပန်ဘူးဒီလိုလူမျိုးတွေကိုလည်းကျမတို့ကစိတ်အတောက်ဖြစ်စေတဲ့လူမျိုးတွေဆိုပြီးတော့ toxic people ဆိုပြီးတော့ခေါ်လို့ရပါတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးเนาะ relationship that makes you lose confidence or happiness ခါလီဒီလူတယောက်နဲ့တွဲလိုက်တယ်ဒီလူနဲ့တွဲလိုက်ခါမှာကိုယုံကြည်မှုတွေပျောက်ဆုံးသွားတယ်ပျော်ရွှင်မှုတွေပျောက်ဆုံးသွားတယ်ဆိုတော့ relationship မျိုးကိုလည်း toxic relationship လို့ခေါ်ပြီးတော့အဲ့လိုမျိုး relationship ပိုင်ဆိုင်ထားရဆိုလို့ရှိရင်အများဆုံးရုပ်ထွက်ဖို့အတွက်ကိုအကြံပေးတတ်ကြပါတယ်နောက်ထပ်ရှိသေးတယ် a person who says they love you but keeps breaking you
ကိုချစ်ပါတယ်လို့ပြောနေပြီးတော့ပါဇက်ကသာပြောနေတာပြီးတော့တကယ်တမ်းတော့အမြဲတမ်းစိတ်ဒုက္ခရအောင်လုပ်နေတဲ့သူမျိုးကိုလည်း toxic လို့သတ်မှတ်လို့ရပါတယ်။ဒီတော့အတူချုပ်ပြီးပြောပြရရင် toxic people တွေက make you feel small ကိုသေးငယ်သွားအောင်လုပ်နိုင်တာကိုဒိတ်ဆိုလိုတာမဟုတ်ဘူးเนาะသေးသိမ်သွားအောင်လုပ်နိုင်တာစိတ်အားငယ်သွားအောင်လုပ်နိုင်တာပြောရရင်တော့တိမ်ငယ်စိတ်ဝင်သွားအောင်လုပ်နိုင်တာမျိုးပေါ့နော် toxic love make you lose yourself အဲ့တော့ toxic ဖြစ်တဲ့လူမျိုးနဲ့တွားပြီးတွဲလိုက်မိပြန်ကြတော့လေကိုပျောက်ဆုံးသွားလောက်အောင်လမ်းပြောက်သွားလောက်အောင်လုပ်နိုင်တယ်ဆိုတာမျိုးပေါ့ဒီတော့ toxic ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့သိထားဖို့ကIt means something or someone that is bad for your well-being ကိုယ့်ရဲ့ဖြစ်တည်မှုကိုနှောက်ယှက်ပြီးတော့မဲ့ဒုက္ခပေးတော့မဲ့အရာဆိုတာသိထားပါဒုက္ခပေးတော့မဲ့လူဆိုတာကိုသိထားပါအဲ့တော့ the best thing you can do ကိုလုပ်နိုင်တဲ့အကောင်းဆုံးအရာကတော့ step back and protect your peace နောက်ဆုံးလိုက်ပြီးတော့ကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုကာကွယ်ဖို့ပါပဲ toxic ဆိုတဲ့အရာတွေနဲ့ဝေးနေပါဆိုတာအဲ့ဒါကိုပြောတာပါကဲဒီနေ့ရဲ့အစိတ်တောက်အကြောင်းရှင်းပြခဲ့တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ I hope you never meet toxic people in your life ဘဝမှာဘရောမှစိတ်တောက်လူမျိုးတွေနဲ့မတွေ့ပါစေနဲ့လို့ညွှန်လိုက်ပါတယ် and I also hope you never become one ဘယ်တော့မှလည်းကိုယ်တိုင်ကဒီလိုလူမျိုးဖြစ်မလာဖို့အတွက်လည်းဆုတောင်းပေးပါတယ် take care of your heart and take care of others too ကိုယ့်ရဲ့စိတ်နှလုံးကျန်းမာဖို့အတွက်လည်းဂရုစိုက်ပါနောက်ပြီးတော့တခြားသူတွေကိုလည်းကိုချင်းစာစိတ်နဲ့ဂရုစိုက်ပေးပါ See you in the next videos bye bye